အိန္ဒိယကယ်ဆယ်ရေးအဖွဲ့တွေဘာသာစကားဆင်ပြအောင်ပရိုက်တာစကယ်ပြန်လုပ်ပေးနေတဲ့12နှစ်ရွယ်မိန်းကလေးအားလုံးပဲမင်္ဂလာပါရှင်ဆယ်ရီတိုင်းနျူးပေးကနေကြိုဆိုလိုက်ပါရယ်ငလင်ပေးမှာထိခိုက်သွားတဲ့နေရာတွေကိုပရိုက်တာအဖွဲ့တွေကကူညီနေကြသလိုလူငယ်တွေလည်းတနိုင်တဲ့ဘက်ကနေကယ်ဆယ်ရေးတွေလုပ်ပေးနေကြပါရယ်နေပူပူမှာဝစ်စုံတွေကိုဝစ်စင်ပြီးတော့ကယ်ဆယ်ရေးနေနဲ့ပရိုက်တာလုပ်နေကြသလိုအချို့ကလည်းစကယ်ပြန်လုပ်ပေးပြီးတော့ဘာသာစကားနဲ့ကူညီကြပါရယ်အထက်မှာတော့နန်ဒဝီဆိုတဲ့12နှစ်ရွယ်မိန်းကလေးပါဝင်ပါရယ်နန်ဒဝီကTikTok ဆယ်လီဖြစ်ပြီးတော့ TikTok မှာလည်းလူသိများတဲ့သူဖြစ်ပါရယ်TikTok ဆယ်လီမိန်းကလေးတယောက်ကအင်္ဂလိပ်စကားကိုဒီလောက်ထိကျွမ်းကျွမ်းကျင်ကျင်ပြောတတ်မယ်လို့မထင်ထားခဲ့ကြပါဘူး။နန်ဒေဝီကအိန္ဒိယကယ်ဆယ်ရေးဖွဲ့နဲ့မြန်မာလူမျိုးတွေကြားထဲမှာဘာသာပြန်လုပ်ပေးပြီးတော့ကူညီနေသူပါ။အိန္ဒိယကယ်ဆယ်ရေးဖွဲ့ကစကိုင်းပီလာမှာလူတွေကိုကယ်ထုတ်နေသလိုကျန်ရစ်တဲ့ခန္ဓာကိုယ်တွေကိုလည်းထုတ်ပေးနေပါတယ်။သူတို့ရဲ့နည်းပညာအရလှုပ်ရှိတဲ့နေရာကိုကွက်တီပြောနိုင်ပါတယ်။ဒါပေမဲ့အစာအုပ်နေရန်ကိုဖြိုဖို့လိုတဲ့အကြောင်းကနေစတင်ဖို့ကရင်းဝင်လို့ရမယ့်အကြောင်းအထိမြန်မာလူမျိုးတွေကိုရှင်းပြဖို့တွင်လိုအပ်နေပါတယ်။အိန္ဒိယကယ်ဆယ်ရေးတွေပြောချင်တဲ့အကြောင်းအရာတွေကိုဘာသာစကားခက်ခဲရမြန်မာတွေကနားမလည်တာကြောင့်ဆက်သွယ်ဖို့ခက်ခဲနေပါပြီ။နန်ဒေဝီရဲ့ဖို့ကကရိန်းတွေကိုငှားရမ်းပေးသူဖြစ်ပြီးတော့နန်ဒေဝီလည်းစကယ်ပြန်ဖြစ်ကူညီလိုက်တာပါ။သူကူညီခဲ့တာကြောင့်အိန္ဒိယကယ်ဆယ်ရေးသမားတွေပြောချင်တဲ့အကြောင်းအရာတွေကိုမြန်မာတွေလည်းလှိမ့်လှိမ့်မြန်းသိသွားပါတော့တယ်။မြန်မာတွေပြောချင်တဲ့အရာကိုလည်းအိန္ဒိယကယ်ဆယ်ရေးတွေကခက်မြမြန်းသိသွားကြပါပြီ။ခြေရန်လက်ဟန်ကိုသုံးပြီးတော့ပြောဆိုနေတဲ့အချိန်မှာဘာသာစကားကျွမ်းကျင်သူတယောက်ရှိတာကလည်းအကျိုးကျေးဇူးကြီးမားသွားပါပြီ။မြန်မာနိုင်ငံကိုလာရောက်ကူညီတဲ့ကယ်ဆယ်ရေးဖွဲ့တဲ့နန်ဒေဝီယာစကယ်ပြန်လုပ်ပေးတာကြောင့်အလုပ်တွင်ကျသွားစေပါပြီ။နန်ဒေဝီယာငယ်လေးက International School မှာတက်ရောက်ခဲ့သူဖြစ်တာကြောင့်အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်ကျင်ပြောတတ်ပါပြီ။အသက်12နှစ်လို့မထင်ရလောက်အောင်တော်လက်သူတယောက်ဖြစ်ပြီးတော့လူကြီးတွေကြားထဲမှာကိုယ့်ကိုယုံကြည်မှုရှိရှိပြပြလိုက်သူပါပြိုကျနေတဲ့တိုက်ကြီးတွေကြားထဲကိုသွားပြီးတော့စကယ်ပြန်လုပ်ပေးရပေမယ့်နန်ဒေဝီကမကြောက်ပါဘူးနန်ဒေဝီကိုသူ့ရဲ့မိဘတွေကပြောရဲဆိုရဲဖြစ်အောင်ပြုစုပြောထောင်ထားပါရီစကယ်ပြန်လုပ်နေတဲ့တခြားမှာလေဘေးနားမှာဖိုးကလည်းအမြဲတမ်းလိုက်ပါပေးပါရီငယ်ရွယ်သေးပေမဲ့လေသူ့ရဲ့စေတနာကတော့အလင်းမြန်ကဲတင်မှုဖြစ်ပြီးတော့လိုအပ်သူတွေရှင်းတန်ခွင့်ရစေချင်တာပါကဲစင်နေရတဲ့အချိန်မှာအချိန်10မိနစ်ကလည်းအရန်တမိုးရှိရာအကြောင်းလေးလေးမြင့်မြင့်ရှာဖွေနိုင်မှုအတွက်အိန္ဒိယနဲ့မြန်မာကြားစကယ်ပြန်ကလိုအပ်ပါတယ်။နန်ဒေဝီယာစကယ်ပြန်ဖြစ်ကူညီပေးနေတဲ့ဗီဒီယိုကိုကြည့်ပြီးတော့အခြားမိဘတွေကလည်းအားကျနေကြပါတယ်။သူတို့ရဲ့သားသမီးတွေကိုဒီလိုတက်မြတ်တဲ့သူတရားပြအောင်လို့ပြောထောင်မေးဆိုတဲ့တွေးကိုပါရှာသွားစေခဲ့ပါတယ်။နန်ဒေဝီရဲ့အဖိုးကစိန်ပန်းရက်ကွက်တွေကစက်ပစ္စည်းတွေကိုထုတ်လုပ်နေသူတယောက်ပါ။ငယ်တွေကစက်ပစ္စည်းတွေနဲ့ကြီးပြင်းလာသူတယောက်ဖြစ်ပြီးတော့ကိုယ့်ကိုယ်ယုံကြည်မှုပြည့်ရှိပါတယ်။စေကျော်တက်ရွယ်ချို့မှာရှက်ကြောက်စိတ်ကြောက်မလို့လူအများနဲ့ဆက်သွယ်ပြောဆိုဖို့အတွက်အချို့တွေမှာခက်ခဲနေပေမယ့်နန်ဒေဝီကတော့နောက်ွယ်မှာမိဘကပြေဝအားပေးနေသူဖြစ်လို့ပြောရဲဆိုရဲတက်တရှိပါရီငလင်ဘေးကိုလိုအားနဲ့ကူညီနေသူတွေရှိသလိုနန်ဒေဝီလိုညာနာအားနဲ့ကူညီနေသူတွေလည်းရှိနေပြန်ပါရီနန်ဒေဝီကအခြားနေရာတွေမှာလည်းကယ်ဆယ်ရေးတွေလုပ်တဲ့အခါစကယ်ပြန်လိုအပ်ရင်ကူညီပေးသွားအောင်ပါပါငယ်ရွယ်သေးပေမယ့်ပရိုက်တာစိတ်တဲ့ပြည့်ရှိတာကြောင့်စကယ်ပြန်လုပ်ပေးနေတဲ့နန်ဒေဝီပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အပိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေတဘာဝဘေးအန္တရာယ်ကြီးမှာအမြင့်ဆုံးကင်းလို့ကြပါစေရှင်